ဆိုတော့အခုဒီနေ့ဆိုလို့ရှိရင်မြန်မာစံတော်ချိန်ည8 နာရီကြာလို့ရှိရင် season 1မှာတက်တဲ့ကျောင်းသားတွေကိုဒါ graduation ပေါ့ကျောင်းဆင်းပွဲပေါ့အဲ့ဒီအခမ်းအနားမှာဆိုလို့ရှိရင်စုရတဲ့သူတွေရှိမယ် certificate ရတဲ့သူတွေရှိမယ်ဘယ်သူတွေကတော့ဖြင့် SHSC program ရဲ့ attendance credit တွေကိုပြည့်မီတဲ့အတွက်ကြောင့် certificate ရတယ်ဘယ်သူတွေကဖြင့် course တွေမှာassignment တွေ homework တွေပြီးအောင်လုပ်တဲ့ credit တွေပြည့်တဲ့အတွက်ကြောင့် certificate ရမယ်ဘယ်သူတွေကတော့ဖြင့်ဘယ် course မှာစာမေးပွဲတွေပြီးအောင်ဖြည့်လို့ certificate ရမယ်စသဖြင့်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကြီးညာပြီးတဲ့ရက်ဖြစ်မယ်ပေါ့ဆိုတော့အဲ့ဒါကရှေ့က season 1ကကျောင်းသားတွေရဲ့ကျောင်းဆင်းပွဲပေါ့နော်မေ15ရက်ကတော့ enrollment ပိတ်တဲ့နေ့ဖြစ်တယ်အဲ့တော့ May intake season 2ကျောင်းသားတွေအားလုံးသူတို့ရဲ့ list ကိုကျွန်တော်တို့ finalize လုပ်မယ် finalize ဖြစ်သွားတဲ့အခါ orientation week စမယ်ဟာကိုပြင်ဆင်ထားဖို့အတွက် email တွေပို့ပြီးတော့အကြောင်းကြားတာရှိမယ် Google Calendar invitation တွေပို့တာရှိမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့information တွေကိုလည်း email ထဲမှာလူတိုင်းရမယ်ပေါ့နော်နောက်တစ်ခုကကြတော့တကယ်စတဲ့ orientation week စတဲ့အခါဒီရက်တွေမှာဒီအချိန်တွေကပထမတစ်ပတ်တော့ဒါတွေလောက်ကြမှာပေါ့မေ16ရက်နေ့ကြာလို့ရှိရင်စနေနေ့မှာည9 နာရီမှာစမယ်ဒါက2 နာရီလောက်ကြာမယ်လို့မှန်းထားတယ်ပေါ့လေအဲ့တော့ May intake မှာရှိတဲ့ကျောင်းသားတွေအကုန်လုံးကိုအားလုံးစုံပြီးတော့တစုတဝေးနဲ့ခေါ်ပြီးတော့ SHSC program ရဲ့3ရမယ် Tuesday Technology Tuesday နည်းပညာပိုင်းဆိုင်ရာတွေပြီးလို့ရှိရင် mindset ပိုင်းဆိုင်ရာ mind culture ဘယ်လိုထားရမလဲဆိုတာတွေအဲ့ဒါတွေပြောပြပေးမယ်အဲ့မှာတချို့သောteachers တွေနဲ့မိတ်ဆက်ပေးတာတို့နောက်တချို့သော volunteers တွေနဲ့တွဲဖက်ပြီးတော့မိတ်ဆက်ပေးတာတို့လည်းပါမယ်ဒါကပထမတစ်ရက်ပေါ့နော်အဲ့တော့ဒုတိယတစ်ရက်က orientation ကကျွန်တော်ကတစ်ပတ်လုံးလုပ်တာဆိုတော့အဲ့ထဲမှာစာသင်ချိန်လေးတွေကနည်းနည်းပဲညှက်ပြီးတော့ပါမှာပေါ့လေဆိုတော့စာသင်ချိန်စပါတဲ့ရက်က Sunday မှာစတာပေါ့နော် May 19မှာစတယ်ဆိုတော့ဒီစာသင်ချိန်မှာဒါက course အချိန်ဖြစ်တယ်ပေါ့ course အချိန်ဆိုတော့အစမ်းတက်ဖို့အတွက်ကိုကျွန်တော်ခွင့်ပြုပေးထားတယ်ဘယ်သူမှမဆိုအစမ်းတက်လို့ရတယ်ပေါ့နော် free တက်လို့ရတယ်10 နာရီကနေ12 နာရီခွဲမှာ Sweet Grammar ပထမ lecture စမယ်ညနေ9 နာရီကနေ9 နာရီခွဲဆိုလို့ရှိရင် Inside Readers ပထမ lecture စမယ်ပြီးရင်ည9 နာရီကနေ10 နာရီဆိုရင်တော့ကျွန်တော်တို့ဒီ volunteers တွေနဲ့မိတ်ဆက်ပေးပြီးတော့ soiree ပေါ့နော်စုံညီပြီးတော့စကားပြောကြတဲ့ social စကားဝိုင်းတွေကိုចောင်းသားတစ်တွေအကုန်လုံးကိုဖိတ်ခေါ်ပြီးတော့ရင်းနှီးမှုရှိအောင်လုပ်ပေးတဲ့အပိုင်းပေါ့လေအဲ့ဒါက18ရက်နေ့တရက်လုံးမှာအဲ့ဒါတွေလုပ်ကြမှာပေါ့အဲ့ဒါပြီးရင် Monday ရောက်လာမယ် Monday ည9 နာရီမှာဒါ orientation day 2လို့ခေါ်တာပေါ့နော်ဒါကတော့စာသင်ချိန်မဟုတ်ဘူးအဲ့တော့ဘာလုပ်မလဲဆိုတော့အဲ့ဒီမှာ Discord မှာ teacher 2ယောက်နဲ့မိတ်ဆက်ပေးမယ် teacher Hazel နဲ့ teacher Michelle ကိုသူတို့ကျောင်းသားတွေနဲ့မိတ်ဆက်ပေးမယ်ကျောင်းသားတွေနဲ့စကားပြောလို့ရမယ်ရင်းနှီးနဲ့မေးချင်တာတွေတွေ့လို့ရမယ်ပြောလို့ရမယ်เนาะပြီးရင်အင်္ဂါနေ့ Tuesday 19ရက်နေ့ပေါ့နော်19ရက်နေ့ကြာလို့ရှိရင်ည8 နာရီမှာကျွန်တော် in English သင်ရတဲ့စာသင်ချိန်တစ်ခုစမယ်ဒါပေမဲ့ in English ဆိုတာက partially ပါပဲတကယ်တမ်းက verbal drills ရဲ့ထုံးစံကကျောင်းသားတစ်ယောက်ကိုအင်္ဂလိပ်စာကိုစပြီးတော့တစ်ခွန်းချင်းစပြီးတော့ပြောပြီးတော့ထွက်လာအောင်စိတ်ကို train တဲ့ပုံစံပေါ့နော်အဲ့ဒါကို verbal drills လို့ခေါ်တာပေါ့အဲ့ဒါရဲ့ပထမဆုံး first session အဲ့ဒီမှာစမှာပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်နောက်တစ်ရက်မှာအဲ့ဒါ8 နာရီနဲ့10 နာရီပြီးရင်နောက်ဗုဒ္ဓနေ့ကြာလို့ရှိရင်ဒါကစာသင်ချိန်မဟုတ်တော့ဘူး orientation အပတ်ထဲက orientation day 3ဖြစ်သွားတာပေါ့ဆိုတော့ day 3မှာကြာတော့အဲ့ဒီည8 နာရီမှာvolunteer student တွေနဲ့စကားပြောတဲ့ကိစ္စတွေလည်းပါလာမယ်ပြီးလို့ရှိရင် club formation လို့ခေါ်တာပေါ့နော်ကျောင်းသားတွေဒီ season 2ကျောင်းသားတွေကကိုယ်ပဲ club တွေမှာစိတ်ဝင်စားလဲအားကစားနဲ့ပတ်သက်တာစိတ်ဝင်စားလားစာအုပ်နဲ့ပတ်သက်တာလားရုပ်ရှင်ဇာတ်ကားတွေနဲ့ပတ်သက်တာလားဟင်းချက်တာနဲ့ပတ်သက်တာလားစသဖြင့်ပေါ့လေခီးသွားနဲ့ပတ်သက်တာလည်းဖြစ်မယ်စသဖြင့်ပေါ့အဲ club formation ပေါ့ကိုဘယ် club တွေမှာဝင် join ခြင်းလဲဘယ် club တွေကိုအစားပြီးတော့ဥဆောင်ပြီးတော့လုပ်ချင်တယ်ဘယ် club တွေမှာ member လုပ်ချင်လဲစသဖြင့်ပေါ့နော်အဲ့တော့ရှိပြီးသား club တွေကလည်းမိတ်ဆက်ပေးတာတို့ပါမယ်ပေါ့ဒါက8 နာရီဖြစ်မယ်နော်8 နာရီနေစပြီးတော့ဘယ်ချိန်ပြီးမယ်ဆိုတော့ကျောင်းသားတစ်ယောက်ချင်းစီရဲ့သူတို့ရဲ့ interest သူတို့ရဲ့ curiosity ပေါ်မူတည်ပြီးတော့မိုးချုပ်နဲ့ချုပ်သွားမှာပေါ့လေ
အဲ့ဒါပြီးသွားရင်တော့ကြာသပတေးနေ့မှာဖြစ်သွားမယ်နော်မေ21ရက်ကြာသပတေးနေ့သူလည်းပဲ8 နာရီမှာပဲစမယ်စာသင်ချိန်မဟုတ်ဘူးဒါပေမဲ့ဘာလို့ကြာမလဲဆိုတော့ဒီအားလုံး bonding လုပ်တဲ့ experience ဒါမျိုးတွေကိုကျွန်တော်တို့ရဲ့ community ထဲမှာဒီ campus ထဲမှာလုပ်လို့ရတယ်ဆိုတာတွေကိုတစ်ခုပြီးတစ်ခုရင်ပါလာအောင်ကျွန်တော်တို့ကဒီတစ်ပတ်အတွင်းမှာလုပ်ပေးတာပေါ့နော်ဒါကြောင့်မတူတဲ့ activities တွေကိုနေ့တိုင်းလုပ်ပေးတာအဲ့ဒီနေ့မှာတော့ media night ဆိုလိုတာကတော့ကျွန်တော်တို့ဇာကာသို့မဟုတ်podcast အတူတူနားထောင်မယ်ပေါ့ podcast ဆိုကျွန်တော်ရဲ့ podcast တခုအတူတူနားထောင်တာဖြစ်မယ်ဒါမှမဟုတ်လို့ရှင်မိနစ်သိမ့်မကြတဲ့ဇလန်တွေတစ်ပုတ်နှစ်ပုတ်လောက်ကြည့်ကြတာကြည့်ပြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ထင်တာတွေပြောကြတာတို့ဘာလို့အဲ့လိုမျိုးအစီအစဉ်တွေကတစ်ခုခုကအဲ့ဒီနေ့မှာဖြစ်မယ်ပေါ့နော်ဒါကကြာသပတေးနေ့အဲ့ဒါပြီးသွားလို့ရှိရင်မေ22ရက်နေ့ Friday ရောက်လာပြီ Friday ကြာလို့ရှိရင်9နာရီမှာ Teacher Hazel ရဲ့ Collocation Booster ဆိုတဲ့သင်ရိုးသစ်စပါမယ်ဒါ course ကတော့ day 1 lecture ကဘယ် course မဆို free တက်လို့ရတာမဟုတ်လို့ကျောင်းသားတိုင်းကဝင်တက်ခွင့်ရှိတယ် Collocation ဘာဖြစ်လို့လိုအပ်တာလဲ Collocation ကိုကျွန်တော်ဘာဖြစ်လို့သင်ပေးရတယ်ဒီ language learning journey မှာလည်း Collocation ကဘယ်လိုမျိုးကိုယ်ဆွဲတင်ပေးနိုင်လဲဆိုတာတွေသဘောပေါက်လာမယ်ပေါ့လေဆိုတော့ဒီမှာလဲ instruction ကတော့မြန်မာလိုရောအင်္ဂလိပ်လိုရောနှစ်မျိုးစလုံးတွဲပြီးတော့လုပ်သွားမယ် course ကတော့အများစုကတော့ intermediate level အများစုကတော့ဦးစားပေးပြီးတော့လုပ်ပေးထားတယ်ပေါ့နော် upper intermediate ထိလည်းပါပါတယ်ဒါပေမဲ့ day 1ကတော့အခြေခံသမားတွေလည်းဝင်တက်မယ်ဆိုရင်လည်းလုံးဝအကျိုးမရုပ်ပါဘူးဝင်တက်လို့ရတာပေါ့လေနော်အဲ့မှာလည်းအကျိုးတော့ရှိသွားမယ်Saturday May 23rd Saturday ကကြတော့ဒီမှာရေးထားတာတော့ဒါ teacher 2ယောက်နဲ့တွဲပြီးတော့သင်ရတဲ့အချိန်တစ်ချိန်စရတယ်ပေါ့နော်ဒါညပိုင်းမှာစတာပေါ့လေဒါကတော့2ယောက်ပေါင်းသင်ရတာဆိုတော့အရသာအသစ်တစ်မျိုးရလိမ့်မယ်တိုးတော့ဒီထဲမှာအခုမရေးထားတာစနေနေ့ကအဲ့ဒီစနေနေ့ကဘာရဲ့အဆက်ဖြစ်သွားမလဲဆိုတော့ဒီ Sweet Grammar Day 1ရဲ့အဆက်ဖြစ်သွားမယ် Sweet Grammar Day 1က10နာရီကနေ12နာရီခွဲဆိုတော့အဲ့ရက်မှာကျွန်တော်ကအချိန်ကိုအဲ့ဒါကိုထည့်မရေးထားအောင်ဆိုတာကြတော့အဲ့ဒါကြလူတိုင်းနဲ့မဆိုင်တော့ဘူးပေါ့နော်လူတိုင်းတက်တာမဟုတ်တော့ Sweet Grammar ကိုပဲ sign up လုပ်မယ်လို့ဆုံးဖြတ်ပြီးတော့ Sweet Grammar ကိုလက်ဆောင်ယူမယ်လို့ဆုံးဖြတ်တာလည်းဖြစ်မယ်ဒါမှမဟုတ်လို့ရှင်Sweet Grammar ကိုအစားရတက်ဖို့ရည်ရွယ်ထားလို့တခြား course ကိုတော့လက်ဆောင်ယူရဲ Sweet Grammar ကိုတော့ add-on fees သွင်းပြီးတော့တက်တယ်စသဖြင့်ပေါ့နော်တခုခုဖြစ်မှာပေါ့အဓိက sign up လုပ်လိုက်ပြီပေါ့ဒီကျောင်းထဲမှာ Sweet Grammar ကိုတက်မယ်လို့ sign up လုပ်လိုက်တဲ့ကျောင်းသားတွေပဲသူတို့နဲ့ပဲဆိုင်တဲ့အချိန်ဖြစ်သွားပြီပေါ့နော်တခြားသူတွေနဲ့မဆိုင်တော့ဘူးပေါ့အဲဒါကြောင့်ကျွန်တော်ကအောက်ကအဲ့ဒီစနေနေ့မှာမရေးထားတာအဲ့လိုပဲ9နာရီကနေ9နာရီခွဲဆိုလို့ရှိရင်လည်းအဲ့ဒီ Saturday က May 23rd ကအဲ့ဒီညနေ9နာရီကနေ9နာရီခွဲက Inside Readers ရဲ့ Day 2ဖြစ်သွားမှာပေါ့ဆိုတော့အဲ့ဒီ Day 2ကလည်းလူတိုင်းနဲ့မဆိုင်တော့ဘူးဒါကအဲ့ဒီ course ကိုပဲတက်မယ်လို့ sign up လုပ်ထားတဲ့သူတွေပေါ့အဲ့လိုလူတွေကအဲ့ဒီအချိန်မှာလာတက်မှာပေါ့နော်သူတို့ရဲ့ Day 2ဖြစ်သွားတာပေါ့အဲ့လိုမျိုးတစ်ပတ်လုံးကျွန်တော်တို့ system နဲ့ရင်ပါသွားအောင်လုပ်ပေးပြီးတဲ့အခါကျလို့ရှင်မေ24ရက်နေစပြီးတော့ regular semester timetable နဲ့ဆက်သွားရမယ်ပေါ့အဲ့ဒါဆိုဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့မေ24နောက်ပိုင်းကဒီဘက်ကိုတစ်ချက်ကြည့်အောင်ဆိုတော့မေ24နောက်ပိုင်းကအခုဒီမှာဆိုရင်ဒါfirst semester အနေနဲ့ကြည့်မယ်ဆိုရင်ဒီထဲမှာကျွန်တော်ကအကုန်ထည့်ထားတယ်ဆိုတာလူတိုင်းအတွက်တော့မဟုတ်ဘူးပေါ့နော်လူတိုင်းနဲ့ဆိုင်တာကဒီအချိန်တွေကဆိုင်မယ်ပေါ့ဒါတွေကလူတိုင်းနဲ့ဆိုင်မယ်လူတိုင်းကဒီအချိန်တွေကိုစည်ရင်ထပ်သွင်းစရာမလိုတော့ဘဲနဲ့ဝင်တက်လို့ရမယ်နာမည်စင်းထပ်ပေးစရာမလိုဘူးဒီအချိန်တွေနဲ့ပတ်သက်ပြီးတော့ဒီမှာဆိုရင် verbal drills နဲ့ scenario English နဲ့နှစ်ခု first semester မှာရှိနေမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီတိုင်းပဲအဲ့ဒီအချိန်တွေကိုပဲဆက်ပြီးတော့အစအနေအဆုံး၄လကြာလုံးမှာအဲ့ဒီအချိန်တွေမှာဆက်ရှိနေမယ်အဲ့ဒါလူတိုင်းတက်လို့ရတယ်နာမည်စင်းထပ်သွင်းကြမလို့ပဲနဲ့တက်လို့ရတဲ့အချိန်တွေပေါ့နော်ပြီးရင်ခုနပြောတဲ့ May 24th ကစပြီးတော့ဖြစ်သွားမယ်ဆိုတာကတချို့ကျောင်းသားတွေအတွက်တချို့အချိန်တွေကကိုယ်နဲ့ဆိုင်နေမှာပေါ့တချို့ကျောင်းသားတွေအတွက်တော့လည်းဆိုင်နေမှာဆိုင်မှာပေါ့ဆိုတော့ခုနအပေါ်မှာရေးထားတဲ့ဟာတွေကဒီမှာလူတိုင်းနဲ့ဆိုင်တဲ့ဟာတွေကတော့ပြန်ပါတယ်ဒါပေမဲ့ Teacher Hazel ရဲ့အချိန်ဖြစ်တဲ့ Collocation Booster ကြတော့ဒီမှာလူတိုင်းနဲ့ဆိုင်နေမှာဆိုင်မယ်လေ
နော်ဒါကိုတက်နေတဲ့သူဒါကိုနာမည်စင်းသွင်းတဲ့ add on fees တွေသွင်းပြီးတော့တက်တဲ့သူကတော့ collocation booster အချိန် Friday နဲ့ Monday နဲ့2ချိန်2ရက်က6-7မှာသူ့အတွက်အချိန်အားမှာရှိနေမှာပေါ့တကယ်လို့ Sweet Grammar တက်တဲ့ကျောင်းသားဆိုရင်သူ့အတွက်ကဒီ verbal drills scenario English collaborative English conversation table ဆိုတဲ့အချိန်တွေအပြင် Sweet Grammar ဒီအဝါရောင်စနေတင်းတွေ10နာရီ7နာရီခွဲသူ့အတွက်ကအဲ့ဒါနဲ့ဆိုင်တာဖြစ်သွားပြီမို့လို့သူ့အတွက်အချိန်မှာအဲ့ဒါပါနေမှာပေါ့တကယ်လို့ inside readers ကိုတက်တဲ့အချိန်သူဆိုလို့ရှိရင် verbal drills collaborative English scenario English conversation table အဲ့ဒါတွေနဲ့ဒီ inside readers နဲ့သူ့အတွက်ကဆိုင်နေမှာပေါ့အဲ့လိုသဘောမျိုးပြောတာပေါ့နော်ဆိုတော့ဒါ first semester မှာကျွန်တော်အဲ့လိုသွားလိုက်ကြပြီပေါ့သွားပြီးသွားလို့ရှိရင် second semester ကြာလို့ရှိရင်အချိန်တွေကဒီအချိန်တွေပဲဒါပေမဲ့ဘာအပြောင်းလဲဖြစ်လဲဆိုတာကိုတစ်ချက်ကြည့်အောင်အချိန်တွေကတူတူပဲเนาะအချိန်တွေကတူတူပဲဆိုတော့အခု Friday နဲ့ Monday နဲ့အချိန်ဆိုရင် Teacher Hazel ရဲ့ collocation booster ပြီးသွားပြီအဲ့တော့အဲ့နေရာမှာဝင်လာမှာက10ခွဲ10ခွဲ Monday Friday မှာ Teacher Michelle ရဲ့ speech booster ဖြစ်သွားပြီပေါ့အဲ့တော့ speech booster ဖြစ်သွားတဲ့အခါအဲ့ဒါကအဲ့ course ကိုတက်မယ်ဆိုရင် add on fees ထပ်သွင်းပြီးတော့တက်လို့ရတယ်နောက် Sweet Grammar ကို free တက်ခဲ့တဲ့သူတွေက free တစ်ခုလက်ဆောင်ယူပြီးဖြစ်တဲ့အတွက်ကြောင့် Sweet Grammar လည်းသင်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် second semester ရောက်လာတဲ့အခါအဲ့အချိန်နေရာမှာ ear training ဖြစ်သွားမယ်ပေါ့ ear training က Sweet Grammar ပြီးရင်ဆက်တက်လို့ရတဲ့ဟာပေါ့အဲ့ကြလို့ရှိရင် ear training အတွက်ကို add on fee သွင်းပြီးတော့ထပ်တက်လိုက်လို့ရတယ်ပေါ့နော်တကယ်လို့အပေါ်မှာတော့က first semester မှာ inside reader ယူခဲ့တယ်ဆိုရင် inside reader လက်ဆောင်ယူထားတယ်ဆိုရင်အခု inside reader ပြီးသွားတဲ့အချိန်မှာ second semester မှာအဲ့ဒီအချိန်မှာပဲသူ့ထက်ပို့ပြီးတော့နောက်ကနေဆက်တက်ရတဲ့ power writers ကို add on fees သွင်းပြီးတော့ဆက်တက်လို့ရတယ်အဲ့လိုသဘောမျိုးဖြစ်သွားမယ်ပေါ့နော်ဆိုတော့မပြောင်းမလဲရှိနေမှာ collaborative English နဲ့ conversation table နဲ့မပြောင်းလဲဘူးနောက်အပတ်စဉ်ကျွန်တော်နဲ့တွေ့ရတဲ့ consultation session မပြောင်းလဲဘူးနောက်အားလုံးဝိုင်းပြီးတော့စုံတဲ့ Sunday soiree ဆိုတဲ့အစီအစဉ်မပြောင်းလဲသွားဘူးဒီမှာတော့ verbal drills ကတော့ speaking စပြီးတော့ပွင့်လာအောင်စဖွင့်တဲ့အခြေခံ module ဖြစ်တယ်အဲ့ဒါကြောင့် first semester မှာပဲသင်တယ်ပြီးသွားရင်အဲ့ verbal drills ရဲ့နေရာမှာ scenario English ရွေ့သွားတယ်ပေါ့ scenario English ဖြစ်သွားတယ်အဲ့တော့ငကိုက scenario English ဒီမှာရှိခဲ့တဲ့နေရာကြတော့ဘာဖြစ်သွားလဲဆိုတော့သူ့ထပ်ပို့ပြီးတော့ advanced ဖြစ်တဲ့ exposure English ဆိုတဲ့ module ဟာ second semester မှာဖြစ်သွားမယ်ပေါ့အဲ့လိုပုံစံနဲ့သွားမှာเนาะဆိုတော့ဒါလောက်ဆိုရင်တော့တော်တော်များများသိချင်တဲ့အချိန်စစ်နဲ့ပတ်သက်တာရောဒီ orientation week မှာဘာတွေဖြတ်သန်းရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့idea နည်းနည်းတော့မြင်သွားပြီလို့ထင်ပါတယ် okay အဲ့ဒါဆိုရင်ဒီနေ့ညမေလ14ရက်နေ့စင်းပိတ်မှာဖြစ်တဲ့ကြောင့်မအပ်သေးတဲ့သူတွေမြန်မြန်လေးအပ်လိုက်ပါအားလုံးကို program ထဲမှာတွေ့ပါမယ်ကျေးဇူးတင်ပါတယ်